ရယူခြင်းစိတ်များတဲ့သူဟာဆွန့်လွတ်ရမှာကိုကြောက်တယ်ပိုင်ဆိုင်လိုမှုကတွေ့တာမှုကိုဖြစ်စေတယ်တွေ့တာများတော့ပူလောင်မှုကတိုးလာတယ်ဒါကြောင့်အပူလျှော့ဖို့အယူလျှော့ရမယ်မကျေနပ်မှုအားကြီးရင်ငြိမ်းချမ်းမှုကိုလျော့ပါစေတတ်တယ်စိတ်လိုက်မှန်ပါလွတ်တက်မှုဟာနှစ်ဦးနှစ်ဖက်မကျေမနပ်ဖြစ်ဖို့တတ်ပါပဲမကျေနပ်တာတွေများလာရင်အသေးသက်တာတွေပါဖြစ်လာတတ်တယ်ဒါကြောင့်အနေမြတ်ဖို့မကျေနပ်ချက်ကိုလျှော့ရမယ်မသိတာတွေများလာရင်သိစရာတွေရှားလာတတ်တယ်အတိနဲလာမှုကအမှန်အမှားကိုဝေဝါးမှုဖြစ်စေတယ်အတိမဲ့လာမှုကအရှိမဲ့မှုကိုတိုးပွားစေတယ်ဒါကြောင့်အရှိမဆိုးဖို့အတိတိုးအောင်ကြိုးစားရမယ်အရင်စစ်တော့အပူဆိုတာသူများကြောင့်ပူတာထက်ကိုယ်လောဘကိုယ်ဒေါသကိုယ်မောဟတွေကပဲပူနေတာဖြစ်ပါတယ်